တချင်းစုကွင်းပိတ်ရတဲ့အကြောင်းရင်းမှန်ကိုပြောပြလာတဲ့ကြေးလူငယ်ဆိုတော်ကြီးကတော့ကိုပိုင်တချင်းနေနဲ့လူငယ်ဆန်ဆန်တေးတချင်းနေဖန်တီးပြီးအောင်မြင်လာခဲ့တာပါသူတချင်းနေညာကြီးတဲ့ကမှာပေါက်သွားတဲ့တပုတ်ကတော့ boss ဆိုတဲ့တချင်းပါပဲ boss တချင်းဟာကလပ်တီဘားဒီမှာဖွင့်ရင်လိုက်ဖန်လို့ night life လူငယ်တွေကြားမှာရှေးပန်းစားခဲ့ပါတယ်ဒါပေမဲ့လည်းအဲ့ဒီတချင်းစားသားတချို့ကရိုင်းဆိုင်တဲ့စကလုံးတွေပါလို့အပြင်ပွဲတွေမှာတော့ကြေးကမတိဆိုခဲ့ပါဘူးတချင်းစာသားတွေကလူကြီးတွေမကြားတင်တာပါလို့သူကိုယ်တိုင်တော့ဘားဒီကလပ်တွေမှာပဲစိုးဖြစ်တယ်လို့ပြောပြလာပါတယ်။ဒါပေမဲ့နေဘက်ကပွဲတွေမှာတိဆိုပြီးအောင်မြင်လာတဲ့ရွှေစင်ရုံလွာကတော့ဂျင်းရဲ့ post တချင်းကိုအလူပွဲတွေမှာပါတိဆိုလာတာကြောင့်ပြည်သက်တချို့ကဒီတချင်းစာသားကရိုင်းနေလို့ဝေဖန်မှုတွေရှိလာခဲ့တာပါ။ရွှေစင်ရုံလွာကတော့တစ်တော်မှာလွမ်းပိုင်ရဲ့တန်းတန်းတန်တချင်းကိုပြန်ဆိုရင်းကနေလူကြိုက်များလာခဲ့ပြီးရွာရီနယ်တွေမှာလိုင်းလံတိဆိုပြောပြပြီးပတ်စံသိန်းရာချီရှာဖွေနိုင်ခဲ့ပါတယ်။ရွှေစင်ရုံလာဟောင်းသူများရဲ့အောင်မြင်ပြီးသားတခြင်းတွေနဲ့ပွဲတွေမှာဖျော်ပြပြီးအောင်မြင်လာခဲ့တာပါပွဲတစ်ပွဲဆိုရင်အလွယ်တကူသိန်း10ချီရနေတာမို့ပရိသတ်တွေကမူရင်းအဆိုရှင်ကိုလေးစားရင်ပွဲတွေမှာမစိုးဘူးရွှေစင်ရုံလာကိုဝေဖန်နေကြပါတယ်အရှင်ကလွမ်းပိုင်ရဲ့တခြင်းဖြစ်တဲ့ဒန်းဒန်းနန်တပုတ်ထဲနဲ့ပဲရွှေစင်ရုံလွာကနေတကာပတ်ပြီးပွဲဒီမှာတီဆုံလှုပ်ရှားသွားခဲ့တာအနည်းဆုံး3000လောက်ရခဲ့နိုင်ပါတယ်ပွဲတိုင်းမှာဒန်းဒန်းနန်ပဲဆိုနေမှာတော့ပရိသတ်ကဝေဖန်တော့မှာတခြားသချင်းတွေပြောင်းလဲတီဆိုခဲ့ပြီးအခုလဲကြီးရဲ့ boss သချင်းကိုပွဲတကာမှာတီဆိုပြီးပတ်စံရှာနေခဲ့တာပါကြီးကတော့အစားကရွှေစင်ရုံလွာကိုတီဆိုခွင့်ပေးခဲ့ပေမယ့်ရွှေစင်ရုံလွာကစီးမရှိပဲရိုင်းတဲ့တချင်းစာသားတွေပါဝင်တဲ့ boss သချင်းကိုအလူပွဲမင်္ဂလာပွဲတွေမှာတီဆိုလာတာကြောင့်ပရိသတ်ကမူရင်းအဆိုရှင်ကြီးကိုပါဝေဖန်တိုက်ခိုက်လာပါတယ်ဒါကြောင့်မို့ကြီးကစိတ်ရှုံလာလို့သူတချင်းကိုဘသူမှထပ်မဆိုတော့ဘူးတရားဝင်အတိပေးလာပြီးဆိုရဲသူကိုတရားစွဲမယ်လို့ပြောလိုက်ပါတယ်